YD Channel ကိုအားပေးနားဆင်နေကြတဲ့ပြည်သက်များလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြည်သက်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ပရလောကဇလံကောင်းလေးများစွာကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ဒီကနေ့မှာပြည်သက်ကြီးတို့နားဆင်ရမှာကတော့စာရေးသူဥက္ကုလေးရေးသားထားတဲ့တင်းချိုင်းတဲမှာတညတာဆိုတဲ့ဇလံလေးကိုပြည်သက်ကြီးတို့ကနားဆင်ရမှာပဲဖြစ်ပါတယ်။နားမစင်ခင်မှာကျမတို့ရဲ့ channel လေးကို like နဲ့ subscribe လေးနှိပ်သွားပေးဖို့နဲ့ဘေးနားမှာရှိတဲ့ notification လေးကိုနှိပ်ပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်။ဟုတ်ကဲ့ပါပြည်သက်များရှင်။ဒါဆိုရင်တော့ပြည်သက်ကြီးတို့နားဆင်နိုင်ဖို့အတွက်ဆက်လက်လေးကိုအခုပဲစတင်လိုက်ပါပြီ။ကိုပါမောင်ကားစီးပင်ရာချီတူဖြစ်တယ်လို့အစိုးရဝန်ထမ်းဖြစ်တာကြောင့်ကြားရနယ်မြေအသီးသီးမှာတာဝန်ထမ်းဆောင်ရတာပါ။အခုလေရာထူးတိုးတဲ့အရာတွေတိုင်းပုတ်ကလေးမျိုးတွေကိုရွှေ့ပြောင်းရမည်ကိုအချက်ကစာကြလာတာကြောင့်ပြောင်းရရွှေ့ရင်ပြင်ဆင်ရပါတော့တယ်။ကိုပါမောင်မှာအသက်40ကျော်ဝန်းကျင်မျိုးသားတယောက်ဖြစ်ပြီးတော့နင်းမြဆိုတဲ့အမျိုးသမီးနဲ့အိမ်တော်ပဲဖြစ်လေတော့တယ်။အိမ်တော်ပြုနာကြတာမို့လေကိုပါမောင်ရင်သားလေးဖြုတ်ကိုဟာလေအခုမှအသက်6နှစ်သားချီလို့နေတယ်။အခုလည်းမဖြစ်မနေပြောင်းရတော့မှမို့သားလေးရဲ့ကြောင်းပြောင်းမှုအရေးကလည်းအလုံးချုပ်ရပြန်နေ။ဒါပေမဲ့လေအစင်ဖြစ်ရှောင်းဝစ်သွားတာမို့တိတ်မကြခင်အချိန်လေးတွေမှာပဲကိုပါမောင်တို့မိသားစု3ယောက်မြန်မာနိုင်ငံလေပိုင်းမှနေပြီးတော့အေယာရီတိုင်းဘုတ်ကလေးမြို့နယ်သို့ရောက်လာခဲ့လေတော့တယ်။သူတို့ရောက်တော့နေခံဝင်နေများကလည်းဖော်ရကြတယ်။ဝင်နေလေးဖြစ်တယ်လို့မိသားစုလိုက်ဖြစ်တာကြောင့်သူတို့နေထိုင်ရန်အတွက်လုံချင်းအိမ်လေးတစ်ခုကိုစီစဉ်ပေးကြတယ်။ကဲဆရာပါမောင်ဆရာတို့ကမိသားစုလိုက်နေမှာဆိုတော့ဒီအိမ်လေးကအသင့်တော်ဆုံးပါဗျ။လူနေတာတော့နည်းနည်းကြာပြီဗျ။လိုက်ပါပို့ဆောင်သူဥပကြီးကအဲ့ဒီလိုပြောတာကြောင့်ကိုပါမောင်လည်းအင်္ဂလိပ်ကိုတစ်ချက်စောင်းခဲ့ကြည့်လိုက်တယ်။အင်္ဂလိပ်မှာတော့တစ်ထပ်ပြင်အောင်အင်္ဂလိပ်စေးမဲများလားရင်နေချင်းများလားတော့မသေးခွဲပြီမင်းလေအပြင်ပန်းတက်လေးကိုကြည့်အောင်နဲ့အဲ့ဒီအိမ်လေးမှာတော့နေချင်းစပွဲကောင်းနေပြန်နေ။မိချိုးပါညာလည်းအရန်တဲ့မယ်။ရေချိုးရင်တော့အနောက်ကရေတွေမှာတုံငင်ရှိတယ်။အဲ့ဒါကနှိတ်ချိုးရုံပဲဗျ။အင်းဗျစိုးတော့မစိုးလာဘူး။ဘေးချန်တွေကလည်းသူ့ဟာနဲ့သူတတိပုတ်ကလနေပုံရတယ်နော်။စူရာညနာဆွတ်ဆွတာတွေမတွေ့ဘူးဗျ။ဟဲဟဲစိတ်ငြိမ်တော့ဆရာတို့လိုအလုပ်များတဲ့အရာရှိတွေအတွက်တိတ်ဟန်ကြတာပေါ့ဗျာမဟုတ်ဘူးလားဟုတ်ပါဗျာဟုတ်ပါကိုပါမောင်လေဥပကြီးအပြောကိုထောက်ခဲ့ရင်းနဲ့အိမ်ပတ်ဝန်းကျင်ကိုကြည့်ကခေါင်းတစ်ဆက်ဆက်ညှိညှိလိုက်တယ်ပြီးမှအိမ်နောက်ဘက်ဆန်တောင်းတနေရာမှာရှိနေတဲ့အရာတစ်ခုစီကိုအကြီးကရောက်သွားလိတော့တယ်ဒါနဲ့ဟော့ဟိုကလည်းရေတွင်းမမဟုတ်လားဥပကြီးကိုပါမောင်ကအဲ့ဒီလိုပြောရင်းနဲ့သူတွေးလက်ရရေတွင်းဘက်ကိုခတ်တော့ချောက်သွားလိုက်တော့တယ်ဇနီးတဲ့နေများနဲ့သားလေးဖြုတ်ကိုမှလည်းပစ္စည်းပစ္စယများကိုနေရာဆိုင်ရန်အတွက်အိမ်ထဲတော်ဝင်သွားကြလေတော့တယ်။ကိုပါမောင်လည်းအဲ့ဒီရေတွင်းနားကိုရောက်တော့ဒီရေတွင်းကဘာဖြစ်လို့လဲဗျ။ဥပကြီးလည်းကိုပါမောင်မေကိုဖြေဖို့ရခက်ခဲနေတာမို့ခေါင်းကိုသာတပြင်းပြင်းကုန်နေလေတော့တယ်။ရေတွင်းကရေတွင်းပြက်ကလေးတစ်ခုသာရေတွင်းနှာခေါင်းဝါမှာတော့တက်သားပြင်းများကိုကြက်ချေကဲတဲ့ထူဆန်းစွာရိုက်ခတ်ထားလေတယ်။ဒါကရေတွင်းပြက်သက်ပါဆရာပါမောင်ရဲ့ရေလဲမထွက်တာကြားပြီလေအဲ့တော့အပေါ်ကနေအခုလိုအစင်းပြစ်တယ်လို့လေးပိတ်ထားလိုက်တာပါအော်ရေတွင်းပြက်ကလေးကိုရေတွက်ကတော့ပူးစရာမလိုပါဘူးအနောက်ကတွင်ကတော့ရေကြောချီတယ်ဆရာပါမောင်ကြိုက်တယ်လို့သာသုံးပြီးတော့အမလီကျေးဇူးပါဗျာကျုပ်တို့မိသားစုလဲခမများတို့လိုဖော်ရတဲ့နေခံတွေနဲ့တွေ့ရတော့တိတ်ကန်ကောင်းတယ်ဗျို့ကိုပါမောင်ကကျင်းနဲ့အားရစွာနဲ့ပြောလိုက်လေတော့တယ်အဲ့ဒီကဥပကြီးကလေကဲဗျာဆရာလေးတို့လည်းခရီးပန်းလာကြရောပေါ့နည်းနည်းလောက်နားလိုက်ကြပါအောင်လားလိုတာရှိရင်တော့ကျုပ်ကိုအချိန်မျိုးခေါ်ပါအားမနာနဲ့ဟုတ်ပြီလားကောင်းပါပြီဗျာကောင်းပါပြီအဲ့ဒီလိုနှုတ်ဆက်ကကိုပေါင်းမောင်တို့ခြံကလေးထဲမှာထွက်လာခဲ့လိုက်တော့တယ်ဆန်ပြေရောက်ရေတွင်းမြက်ကလေးကိုကြည့်လိုက်မိချိန်မှာတော့ဟာအဲ့ဒီလိုရေရွခခတ်တော့လက်ထွက်လာခဲ့တော့တယ်ဥပကြီးမြင်လိုက်ရသည်ကအသက်25-30ကြာမိန်းကလေးတူရေတွင်းရဲ့နှာခေါင်းဝမှာငုတ်တိုးထိုင်လို့အစင်ကညနေ4 နာရီဘလို့လဲအိမ်ကအဆင်ပြေလားနှင်းရဲ့ပြေပါတယ်ရေကလည်းပေါ်အရင်နေရာကလို့စူးစူးညံ့ညံ့အတန်တွေမကြားရတော့စိတ်ချမ်းသာဖို့တော့ကောင်းနေရှင်အေးမကွာမိမသဘောကျရင်ပြီးတာပါပဲအဲ့ဒီလိုနဲ့ကိုပေါက်မောင်နဲ့နှင်းများလဲနေမြေတက်မှာထွေရလေးပါစကားများကိုပြောရင်အိယာဝင်စဉ်ကိုဆောင်းလိုက်ကြတော့တယ်။ကားငယ်လေးဖြူကိုမှလည်း
သူ့ရဲ့ဖက်လက်ဆကတော့စာကိုတေချာသိန်းကအိပ်ရာထဲဝင်သွားတော့တယ်။တိတ်မကြခင်မှာပဲကိုပေါမောင်နဲ့နေမြလည်းအသီးသီးအိပ်ရာဝင်ခဲ့ကြပါတော့တယ်။မနေ့ရောက်တော့ကိုပေါမောင်လည်းသူတောင်းရင်ကြရရုံကိုတရားလုံးဆင်းလိပါတော့တယ်။ဘယ်နဲ့လဲဆရာနေရထိုင်ရအဆင်ပြေရဲ့လား။ရုံးကူဥပါကြီးကအဲ့ဒီလိုမေးလိုက်တော့ပြေတော့ပြေပါတယ်ဗျ။ဒါပေမဲ့ဘာဖြစ်လို့လဲဆရာ။ဘာမှတော့မဖြစ်ပါဘူး။နေရအစ်စ်ကိုစားရောက်တယ်ဆိုတော့တော်တော်နဲ့အိတ်လို့ဘယ်ပြောပါမယ်ဗျာ။ဟုတ်ပါဗျာဒီလိုပါပဲ။ကျုပ်ကဘာများတစ်ခုကိုထူးခြားတာလဲလို့ကိုပေါမောင်လေဥပကြီးရဲ့ရုတ်တရက်လွတ်ကလေးထွက်သွားတဲ့စကားကြောင့်အရင်ကရောကျွန်တော်နေတဲ့အိမ်ကဘာထူးခြားတာရှိလို့လဲဘာမှမရှိပါဘူးကျုပ်လည်းလှုပ်ရှားလေးရှိသေးလို့ခွင့်ပြုပါအောင်အဲ့ဒီလိုပြောကဥပကြီးလည်းသူ့နီးမှာထွက်သွားပါတော့တယ်ကိုပေါမောင်မှာတော့စိတ်ထဲမှာစပွေးစွာဖြစ်ပြီးတော့အတွေးမြောက်များစွာနဲ့ကြံရစ်ခဲ့ပါလိမ့်တော့တယ်အဲ့ဒီအိမ်လေးကိုရောက်ပြီးနှစ်ရက်မြောက်နေ့အထိတော့ဘက်ကလေးအေးဆေးနေတော့ပါပဲဒါပေမဲ့သုံးရက်မြောက်နေ့ညမှာတော့သူတို့အိတ်ခမ်းစီမှာတစ်ချက်ဆက်နဲ့ခြေတံချုပ်ကိုအေးစစ်တဲ့ကိုပေါမောင်ကြားလိုက်ရပါတော့တယ်။တကုံးမြက်ကတ်တာလား။အဲ့ဒီလိုအတွင်းထဲသူအိယာပေါ်မှာအသာဆင်းပြီးတော့အိတ်ခမ်းစီဘက်ကိုထွက်လာခဲ့လိုက်တယ်။အချိန်ကမနေ့3 နာရီပင်ထိုးတော့မယ်။အိတ်ခမ်းပြင်ပဲရောက်တော့သူဟာကြောပေးကအိတ်တကားမဘက်ကိုခြောက်သွားနေတယ်အမျိုးသမီးတူကိုကိုပေါမောင်တွေ့လိုက်ရတော့တယ်။အဲ့ဒီအမျိုးသမီးမှာတော့ဝန်ထမ်းဝတ်စုံလေးကိုဝတ်ဆင်ထားပြီးတော့တက်လက်ပန်းအရွယ်များသာရှိပေအောင်မယ်။စပင်းကိုလည်းဖားလျားကြီးချတာကအိမ်ပြက်ဘက်ကိုတရွရွချောက်သွားနေလေတယ်။ကိုပေါမောင်လည်းဘသူဘဝဆိုတာကိုသိလို့ဒီကားတဲ့ကြောင်းနဲ့ဘယ်ချိန်တည်းကအိမ်ထဲရောက်နေဒီကားတဲ့ကြောင်းသိလို့စိတ်ကပြင်းပြနေတာမို့အနားမှာအသာကပ်လိုက်သွားတယ်။အဲ့ဒီအမျိုးသမီးလည်းတဖြည်းဖြည်းဆောက်သွားရင်မှအိမ်ရှိတကားလေကားတစ်ပေါ်မှာတလန်ချင်းဆင်းသွားလေတော့တယ်။အိမ်တော်ရတင်နာရောက်မှာတော့ရုပ်ချင်းပြောက်ခွဲသွားတာကိုလာရောက်တဲ့ကိုပေါမောင်ထိတ်လန့်ပွေရတွေးလိုက်ရလေတော့တယ်။ဟာအဲ့ဒီခါမှာကိုပေါမောင်လည်းသူ့ဟာတရေဆောင်းနေပြီကိုသတိပြုမိကအိမ်ထဲကိုအမြန်ပြေးဝင်ပြီးတော့တကားချက်ကိုထိုးလိုက်ပါတော့တယ်။အဲ့ဒီနောက်အိမ်ရတဲ့ကိုပြန်ဝင်ကတက်သမျှဖျားစများကိုရုပ်ဖက်ရင်းနဲ့ဘယ်အချိန်မှအိပ်ပျော်သွားသည်တော့မသိလိုက်ပါဘူး။ကိုပေါမောင်ထတော့လေ။အော်ရုံနှုတ်ကြတော့မေ။ဇနီးတဲ့နင်းများရဲ့အတန်ကြားမှာကိုပေါမောင်လည်းအိယာထဲမှာလူလဲထားလိုက်တော့တယ်။လက်ပတ်နာရီလေးကိုကြည့်လိုက်တော့မနက်9 နာရီတောင်ခွဲလို့နေပြီ။ညကအဖြစ်ပြက်ကြောင်လူကလည်းအေးအေးမဝါသလိုမျက်လုံးများကလည်းကျိန်ဆက်လို့နေတယ်။မနက်စာကိုကြပြခရစားထားပြီးတော့ရုံးကိုရအောင်သွားခဲ့ပါတော့တယ်။ခြေတံများမှလည်းညစီညတိုင်းကြားလာရတာမို့ကိုပေါမောင်တော့အေးအေးပြက်တော့ကရောက်ရပါတော့တယ်။ဒါပေမဲ့လေချက်ချင်းပြောင်းပြည့်ရမလွယ်သလိုသူပြောလိုက်ပါကဇနီးတဲ့နဲ့သားကြောက်လိုက်မိကိုဆိုရင်နာကြသူတယောက်ထားကြိတ်မိခံစားနေရပြန်နေတပတ်ခံကြတဲ့ခါမှာတော့ကိုပေါမောင်လည်းအေးအေးပြက်တဲ့တန်နဲ့လူပင်အနေငယ်ရိုးရင်လာပါတော့တယ်ဒါပေမဲ့တခုသောညနေသူတို့ထမင်းစားနေချိန်ဖြစ်တယ်ဖေဖေဟိုမှာအန်ဒီကြီးတယောက်သားတို့ထမင်းစားနေတာကိုကြည့်နေတယ်ဖြိုးကိုလည်းအဲ့ဒီလိုပြောရင်းနဲ့အဲကန်းမစတီကုံကြီးကိုလမ်းကျုပ်ထုတ်ပြလေတော့တယ်ထမင်းစားကန်းမနေပြီးအဲကန်းကိုလှည့်မြင့်နေရတာမဟုတ်ပါလားအဲ့ဒီကဖြိုးကိုလေးရဲ့မိခင်နှင်းများကဘမလဲသားရဲ့ဘသူမှမရှိပါဘူးရှိတယ်သားတို့ကိုကြည့်နေတာအဲ့ဒီအန်ဒီကြီးမျက်နှာကလည်းကြောက်စရာကြီးဖေဖေအလောက်သားရဲ့ဝတ်တဲ့အဝတ်တွေကိုလည်းဝတ်ထားသေးတယ်အဲ့လိုတွင်တွင်ပြောလေတော့တယ်ကိုပေါမောင်လည်းသားလေးရဲ့ပြောကြောင်းအဲကန်းကြီးစတီခုံသားကိုထသွားမိအပြူမှာတော့အဲ့ဒီခုံကြီးမှာတစုံတရာကထိုင်ရမှထသွားသည့်အလားကျူကနေနေအောင်လှုပ်သွားပါတော့တယ်နောက်တနေ့မှာတော့ကိုပေါမောင်ရဲ့ဇနီးနှင်းမြရဲ့အလှည့်သို့ရောက်ခဲ့ပြန်တယ်ဝတ္ထုစာကလေးကိုဖတ်ရင်ငိုင်မီလာတာမို့အပေါ်သွားရဲ့အိမ်ထဲမှာထွက်ခဲ့လိုက်တော့တယ်အဲ့ဒီနောက်အိမ်သားတွေကိုဝင်ကအပေါ်သွားနေတော့မှပဲအိမ်သားကိုပတ်ဆောက်နေတဲ့ခြေတံတစ်ချက်ချက်ကိုကြားလိုက်ရပါတော့တယ်ကိုပေါမောင်လားအပြင်ကတုံးပြန်တမ်းမကြားရအေးဟီဟီဟီမိမတယောက်ရဲ့ငုံကြီးတန့်ကြီးကိုနှင်းမြကြားလိုက်ရပြန်လေတော့တယ်ဒီချက်ထဲမှာမိမသားဆိုလို့သူမတယောက်တည်းသားရှိတယ်။နေမြလေအဲ့ဒီငုံကြီးတန်ကြီးနဲ့အတူတတိကသားလေးဖြုတ်ကိုပြောတဲ့ကြောက်စရာမိမကြီးကိုမျက်လုံးထဲပြက်မြင်ရလာပါတော့တယ်။ကြက်သိမ်းများလည်းတဖြည်းဖြည်းထလာကကိစ္စများကိုအမြန်အပြေးတက်လိုက်ပြီးတော့အိမ်ထဲကိုအပြေးတစ်ပိုင်းနဲ့ပြေးထွက်ခဲ့ပါတော့တယ်။ရှေ့တန်းများကသူမနောက်ကိုကပ်လိုက်နေစေပါပဲ။နေမြဘာဖြစ်လာတာလဲ။မသိဘူးကိုဖမောင်
မိမတယောက်ရဲ့ငိုတန်ကြီးပြီးတော့ရှေ့တန်တွေရောနင်းမြကငိုတန်ကြီးနဲ့ပြောကကိုပေါင်းမောင်ရဲ့ရင်ခွင်ထဲကိုကလေးတယောက်လိုတိုးဝင်နေပါတော့တယ်ကိုပေါင်းမောင်လည်းနင်းမြရဲ့ခေါင်းကိုပို့တက်ရင်းနဲ့မနဲ့ပြန်ရုပ်ပိတ်တယ်တို့ဖုန်ကြီးပိတ်ပြီးအနေအကင်းလေးပါလေရွတ်ကြတာပေါ့အဲ့ဒီလိုပြောတော့ကိုပေါင်းမောင်သဘောပါနင်းမြကတော့သားလေးကိုတစ်ခုလုံးမှာပဲစိုးရိမ်နေအဲ့ဒီလိုပြောလိုက်လေပါတော့တယ်အဲ့ဒီတညတာကတော့သူတို့ဇနီးမောင်နဲ့အတွက်တော့အခြေဆုံးညဟုတ်ပင်ဆိုရပြီတော့မေနှစ်ယောက်သာဖျားစင်းချီမှာတော့မနှက်ပြန်အတွက်တိုင်ပင်နေတော့ရင်မိုးတော်ဆောင်မှသာအိယာဝင်ပြစ်ခဲ့ကြတော့တယ်မနှက်အာယုတော့မြို့အကြားကဆရာတော်၅ပါးကိုပင်ကလိုအပ်တဲ့ပစ္စည်းပြေးခါများကိုဝေပြီးတော့အနေအကင်းပြေရွတ်ကြတော့တယ်ကိုပါမောင်တော့ဝန်ထမ်းကြီးကလေးဖြစ်တာမို့တရုံလုံးကဝန်ထမ်းများကအဲ့ဒီအနေအကင်းပြေးတရားနာပွဲကိုတက်ရောက်ကြလေတော့တယ်အိမ်နီးနားချင်းများလည်းပါလေတယ်တရေယူနေတော့မှပဲဒူးဆန်းတဲ့တစ်ခုကရုပ်ချင်းဆိုလိုဖြစ်ပေါ်လာလေတော့တယ်တရားနာနေတဲ့အဲ့ပြည့်တင်များတွေမှာအမျိုးသမီးတူကထအော်လေးပြန်နေစက်မျိုးကြပါနဲ့ကျမတအားပူနေပါပြီကျေးဇူးပြပြီးစက်မျိုးကြပါနဲ့အဲ့ဒီကကျောင်းထိုင်ဆရာတော်ဖြစ်ရန်တူတဲ့ဖုံဖုံကပရေယူနေတာကိုခိတာမြရပ်ထားလိုက်တော့တယ်အဲ့ဒီအမျိုးသမီးမှာတော့စက်ကြီးကိုဆောင်းကလက်အုပ်ချီနဲ့တဆက်ဆက်တုံရင်ပြီးတော့ဓကမကြီးကဘသူတော့ဆရာတော်ကအဲ့ဒီလိုမေးလိုက်တော့တပည့်တော်မသမီးကအေးမြနွယ်ပါလွန်ခဲ့တဲ့10နှစ်လောက်ကဒီမြို့ဒီနယ်လေးမှာတာဝန်ကျတဲ့ဝန်ထမ်းတစ်ယောက်ပါကိုပေါင်းမောင်တို့မိသားစုမရောက်ခင်လွန်ခဲ့တဲ့10နှစ်ခန့်ကအဲ့ဒီအိမ်ကလေးမှာအေးမြနွယ်ဆိုတဲ့မိန်းကလေးတစ်ယောက်နေခဲ့ပူလိတယ်အေးမြနွယ်မှာအသက်25-26ဝန်းကျင်ဖြစ်ပြီးတော့ချောမောလာပါတယ်အမျိုးသမီးတစ်ယောက်ဖြစ်လေတယ်အဲ့ဒီဒေသတွင်မိစီပေဝန်ထမ်းရာတို့နဲ့တာဝန်ချထားခံရသူလည်းဖြစ်လေတော့တယ်လူကလေးမှလည်းနမီနေလိုက်အောင်ပဲရှစ်စရာကောင်းပြီတယ်ညီမပြင်လှပစီကမူလူသားတိုင်းတွေတော့ရှစ်တက်တဲ့အတဲ့နှလုံးရှိလေနေမဟုတ်ပါလားအဲ့ဒါကြောင့်အဲ့ဒီဒေတာကလေးတွေတာဝန်ကျပြီးမကြမီမှာပဲဒေတာခံကောင်လေးတယောက်နဲ့မြစ်တာမျှခဲ့ကြတော့တယ်အဲ့ဒီကောင်လေးမှလည်းသူမနဲ့တက်တူရွယ်တူဖြစ်ပြီးတော့ရုပ်ရည်လေးကကြည့်ပြောချူပွဲချီလာတယ်နေမီကတော့အောင်ကောင်းဆိုသူပဲတာဝန်နဲ့အဲ့ဒီဒေတာကိုရောက်လာတဲ့အိမ်များတွေမှာတော့အသက်အရွယ်လေးရာအောက်ထိန်သူကင်းမဲ့နေပြီမဟုတ်ပါလားအဲ့ဒါကြောင့်လေရီစားပြည့်သူအောင်ကောင်းနေအဲ့ဒီအိမ်အဲ့ဒီရှန်ကလေးမှာပြီအချင်းချင်းစစ်တင်နှောမိကြလေတော့တယ်အရှင်းနဲ့အရာရာဖန်တီးနိုင်နေအစစ်ကြောင့်လည်းအရာရာပျက်စီးပြတ်သုံးနိုင်နေအဲ့ဒီလိုတမီးစားပွဲနဲ့အတူတူနေထိုင်ရမှာအိမ်မြတွေမှာကိုဝင်ရလာလေတော့တယ်အောင်ကောင်းမှလည်းညာဘက်ညာမသားသူမစီလာတက်ပြီးတော့တညမှာတော့အကိုအကိုကိုပြောစရာတခုရှိတယ်အိမ်မြတွေလေအောင်ကောင်းရဲ့ရင်ခွင်ထဲမှာခေါင်းစားထားရင်းနဲ့ရှိုးသားတဲ့လေတံနဲ့စကားစားလိုက်တယ်ပြောလေဘာဖြစ်လို့လဲမကိုဝင်ရှိနေပြီကိုအိမ်မြတွေအဲ့ဒီလိုပြောလိုက်တော့အောင်ကောင်းတယောက်သူ့ရင်ခွင်ထဲမှာသူမကိုတွန်းဖယ်လိုက်ရင်းနဲ့လဲလျောင်းနေရာမှာငုတ်တော့ထထားလိုက်တယ်ဘာကိုဝင်ရှိနေပြီဟုတ်လားဟုတ်တယ်အကိုမပြောဘူးလားဟာဘာကိစ္စငါကပြောရမှာလဲငါမှကလေးမလို့ချင်သေးတာအောင်ကောင်းရဲ့လေတံကတဖြည်းဖြည်းတင်းမာလာလေတော့တယ်ဒါဆိုကဒီပိုက်တဲကကလေးကိုဘာလို့ပြရမှာလဲမင်းမသာလှုပ်ချင်တာလှုပ်ပေါ့ကွာအောင်ကောင်းမှလည်းယောက်ျားတယောက်ရဲ့လုံရနဲ့မကြည့်တဲ့စကားများကိုစတင်ပြောလေတော့တယ်မဟုတ်ဘူးလေကိုအကူကိုအခုလက်ထပ်လိုက်ရင်ဒီပြဿနာတွေကအလိုလိုရှင်းသွားမှာပါဟာငါမှမိမမလို့ချင်သေးတာမင်းကိုလည်းအခုလိုလောဆယ်တော့ငါမယုံနိုင်သေးဘူးကိုအောင်ကောင်းရှင်ဒီလိုတာဝန်မိတဲ့စကားတွေမပြောပါနဲ့ဒီပိုက်တဲကကလေးကရှင်နဲ့ကျမရဲ့ကလေးလေဒါတွေငါ့ကိုလာမပြောနဲ့ငါမိမလည်းမလို့ချင်ဘူးကလေးလည်းမလို့ချင်ဘူးအောင်ကောင်းကပြပြတတ်ညင်းလာတော့အေးမြတွေလည်းပါပြပေါ်စီကြလာတဲ့မျက်ရည်တွေကိုတုံးလိုက်ရင်းနဲ့ကားမီလေရှင်တာဝန်မယူနိုင်ဘူးဆိုတော့ကျမကလည်းတရားဥပဒေအတိုင်းသွားမယ်ရှင်ကိုလူယုံမှအဖြစ်လူသိချင်ကြကြင်ညာဖြစ်မယ်အဲ့ဒီလိုပြောပြီးဂရင်ပေါ်မှာဆင်လိုက်တော့တယ်အဲ့ဒီကအောင်ကောင်းကလည်းဒီကောင်မခက်တန်းစွာကျင်းဝိုင်းနဲ့ခါးလီလောက်ရှိတဲ့သူမရဲ့စပင်ကိုဆောင်းဆွဲကဂရင်ပေါ်ကိုတွန်းလဲချပစ်လိုက်တော့တယ်ရှင်ဒါဘာလုပ်တာလဲမင်းကငါ့ကိုထောင်ထဲပို့မှာဆိုတော့ထောင်ထဲတော့ငါမသွားနိုင်ဘူးမင်းကိုပဲတက်မလို့ရအောင်ငါပို့ပေးရတော့မှာပေါ့အဲ့ဒီလိုပြောကသူ့ရဲ့တမတုတ်ခိုင်တဲ့လက်အစုံကအေးမြတွေရဲ့လေမေးကိုတင်းကျပ်စွာညှစ်ထားလိုက်တော့တယ်အားကျလည်းမမျှသလိုမိမသားနဲ့ယောက်ျားဖြစ်တာမို့တအားလောက်ကြာမှတော့အေးမြတွေဟာရှရာများစုံကန်ကအကျော်ဆက်ရင်မျက်ဖြူလန်းသွားလေတော့တယ်
အနေငယ်များပင်မလုပ်တော့ပါဘူး။သူမနောက်ဆုံးမြင်လိုက်ရသည်ကအောင်ကောင်းရဲ့ချွေးစည်းများကြားနေတဲ့ကြောင်မဖွယ်ရမျက်နှာကြီးပဲဖြစ်ပါလေတော့တယ်။အဲဒီနောက်အောင်ကောင်းမှာသူမရဲ့လောင်းကိုရှမ်းချရင်တွေနဲ့ကိုပြစ်ချကအပေါ်မှာပြင်းများနဲ့ရိုက်ပိတ်ထားလိုက်တော့တယ်။သူကိုယ်တိုင်လည်းအဲ့ဒီဒေသလေးမှာအပြေးတိုင်းထွက်ခွာပြောက်ကွယ်သွားပါတော့တယ်။အေးမြနွေရဲ့အလောင်းကိုတပ်ဆိုင်ရာများမှာရေတွင်တွေကနေဆယ်ယူပြီးချိန်မှာတော့အောင်ကောင်းမှာအဲ့ဒီဒေသတွေမရှိတော့ပြီမဟုတ်ပါလား။အဲ့ဒါကြောင့်ဒီအမှုမှာလည်းတိတ်မကြခင်မှာပဲမိမိပြောင်နဲ့ပိတ်ခဲ့ရပါတော့တယ်။အဲ့ဒီအကြောင်းလုံးစုံကိုကြားလိုက်ရတော့တရားနာနေတဲ့အေးပြေးတဲ့များကလည်းကြည်ကွဲတော်သားဖြစ်ကြရပါတော့တယ်။မရိုင်းလိုက်တဲ့ကောင်ကွာ။စားတဲ့ပြေအတန်များအမျိုးမျိုးထွက်လာနေတော့တယ်။အေးမြောင်နဲ့ဝင်ပူးထားတဲ့အမျိုးသမီးမှလည်းလက်အုပ်ကလေးချီကတချုံချုံကိုလို့ကိုပေါမောင်တို့လည်းများလဲဝမ်းနဲ့စိတ်မကောင်းဖြစ်ကနေကြရတယ်။အဲ့ဒီခါအေးမြောင်နဲ့ဝင်ပူးထားတဲ့အမျိုးသမီးကလေတပည့်တော်မှာအောင်ကောင်းကိုလက်စားချေဖို့ဆောင်ရင်အခု10နှစ်ကျော်အထိအပေပုံသားဘဝမှာအနေအစားစစ်စစ်ရဲရဲနဲ့နေရပါတယ်ဖေ။အဲ့ဒီကဆရာတော်ကြီးကလေအေးကြားရတာအမ်တန်စိတ်ထိခိုက်ဖို့ကောင်းတဲ့ကွယ်။သို့ပေမဲ့လည်းအာကုတုကိုအာကုတုကအကျိုးပေးလိုက်မယ်။ဒကမကြီးဒေါသကိုဖြေဖြောက်ပြီးကောင်းရဘုံဘဝကိုတက်လန်းမှာတင်မဗျာဒေါသစိတ်အစွဲလန်းကြောင့်အခုဒကမကြီးအပေပုံမှာကျင်လည်နေရတာပဲလက်စားရှိတယ်ဆိုတော့တန်ရာအတွက်လည်းမကောင်းဘူးကွယ်ဆရာတော်ကြီးကလေအေးမြနွေနဲ့အတူလာရောက်တဲ့အေးပြည့်တဲ့များကိုဒေါသရဲ့ဆိုကြကလေးစားချင်ခြင်းရဲ့မကောင်းတဲ့အကျိုးတရားများကိုဥပမာတရကများနဲ့ဟောကြားပေးလေတော့တယ်တရားဒိဋ္ဌာများကိုနာကြားပြီးစီးချိန်မှာတော့အေးမြနဲ့ဝင်ပူးထားတဲ့အမျိုးသမီးဟာလည်းနေရာမှာပင်အယုတ်ကျိုးပြက်လဲကျသွားလေတော့တယ်အေးလောဘဒေါသမောဟတိတ်ချောက်ဖို့ကောင်းတဲ့ကွယ်ကဲတကားကြီးပါမောင်လေကွယ်လွန်သူဒကမကြီးအေးမြနယ်အတွက်ရည်စူးကုသိုလ်ပြုပေးပါအဲ့ဒီလိုတောင်းဆိုလေတော့တယ်တင်မဗျာတပည့်တော်ဆက်ဆက်လုပ်ပေးပါမယ်နောက်ပြီးတရားခံအောင်ကောင်းကိုလည်းဥပဒေအတိုင်းအပြစ်ပေးနိုင်အောင်အမြန်ဆုံးကြိုးစားပါမယ်ဗျာတာဓုကွယ်တာဓုတာဓုအေးမြနယ်အတွက်ရေဆက်စအမျှပေးဝေပြီးချိန်မှာတော့ထိုအင်္ဂလိပ်မှာတစုံတရာဆောင်းလန့်ခြင်းမှမရှိတော့ပါဘူးအဲ့ဒီညမှာတော့ကိုပေါ့မောင်ကျမအေးမြနွေပါအေးမြနွေဆိုတဲ့အတန်ကြတော့ကိုပေါ့မောင်လည်းကြက်သိမ်းထားမိသွားတော့တယ်ပြီးမှအတန်ကတဖြည်းဖြည်းနီလာတရားဖြစ်ခါလူကြီးတစ်ခုကပြပြသားသားပေါ်လာလေတော့တယ်ကိုပေါ့မောင်ကျေးဇူးတင်ကြလို့ပါအင်ကြီးအဖြူလုံကြီးအဖြူကိုဝစ်စင်ထားပြီးတော့တကိုယ်လုံးကတောက်ပါလို့နေတယ်ဇေကင်ကလိုသပင်ဖားလာကြီးနဲ့ကြောက်စရာအမှုရမဟုတ်တော့ပဲအလွန်ဆောင်မောလှပတဲ့မိမိပြိုလေးအသွင်ကိုဆောင်နေပြန်နေအခုကျမအတိတ်တရားရသွားပါပြီကလေးစားလည်းမချေချင်တော့ပါဘူးကိုပေါ့မောင်တို့လည်းများရဲ့ကျေးဇူးနဲ့ကျမဒီထက်ကောင်းတဲ့ဘုံဘဝကိုတက်လှမ်းရတော့မယ်ဒါကြောင့်လာနှုတ်ဆက်တာပါကိုပေါ့မောင်လေးအေးမြတွေကိုကြည့်ပြီးတော့ဝမ်းသာဝင်နေဖြစ်ကမျက်ရည်များရွတ်ဝဲနေလေတော့တယ်ကျမရဲ့ကျေးဇူးရှင်ကိုပေါ့မောင်ကိုကြောပြစီကိုပေါ့မောင်လေးခေါင်းကိုအသာငိမ့်ပြလိုက်တော့အေးမြတွေလည်းရိုးရိုးကြွကြွလေးထိုင်ကသူ့အားလက်အုပ်စီပြီး၃ချိန်ဥချပါတော့တယ်တာဓုပါဗျာတာဓုတာဓုကိုပေါ့မောင်ကတာဓုခေါ်ပြီးချိန်မှာတော့အေးမြတွေလည်းအဖြူရောင်လင်တက်ညနဲ့သူ့ရဲ့ရှေ့မှာပျောက်ကွယ်သွားပါလေတော့တယ်ကိုပေါ့မောင်လည်းအိယာမှာလက်နိုးပြီးတော့အေးမြတွေရေအမျှအဲ့ဒီလိုပြောလိုက်လေတော့တယ်တိုက်ဆိုင်မူလားဘာလားတော့မပြောတတ်ပါဘူးအဲ့ဒီဖြစ်များဖြစ်ပွားပြီးတဲ့မကြာမီမှာပဲအဲ့ဒီဒေသလေးထဲမှာဖောက်ထွင်းမှုတစ်ခုဖြစ်ခဲ့လေတော့တယ်အဲ့ဒီဖောက်ထွင်းမှုရဲ့တဲ့ခံမှာတော့အောင်ကောင်းစုပ်သူဖြစ်ပြီးတော့အချိန်မီလက်ရဖမ်းဆီးနိုင်ခဲ့တာကိုကိုပေါ့မောင်သတင်းကြားလိုက်ရတော့တယ်အဲ့ဒါကြောင့်တပ်ဆိုင်ရာကိုသွားကရခင်အမှုတွဲဟောင်းများနဲ့တိုက်ကြည့်ရမှာတော့ရခုတရက်ခါမှာတော့ရခင်လူသက်မှုနဲ့တရားခင်ဖြစ်နေကြောင်းကိုအံ့ဩပဲတွေ့လိုက်ရပြန်တော့တယ်အော်ကဘာကြီးကကြည်ကြည်လေးပါလားအဲ့ဒီလိုရေရွရင်းနဲ့မိမိရဲ့နေအိမ်လေးကိုပြန်ခဲ့လိုက်တော့တယ်မတရားမှုဟူသည်စိတ်ွယ်ရမရှိမကောင်းသောသူသည်မကောင်းသောအမှုရဲ့ဒဏ်ကိုတေပြီးတဲ့အချိန်မှာရောအသက်ရှင်ချိန်မှာရောခံစားကြရပြီမည်ထင်းခွေမတုံရေခက်ကြုံဆိုသလိုစကားလေးအတိုင်းကျွန်တော်တို့လူသားတွေအားလုံးဟာလေတဏှာတကွေးကွေးတွင်တော့ပခုံးချင်းမတော်တဆတိုင်မကြလိမ့်မည်ဟုယုံကြည်နေရင်းနဲ့ပြည်သက်များစဉ်ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ
ဒီနေ့ရဲ့ဇတ်လန်းလေးတွေကိုအခုလိုပဲအချိန်ပေးပြီးတော့မှနားဆင်အားပေးကြတဲ့ပြည်သက်များအလုံးကိုကျေးဇူးထူးပဲတင်ချပါတယ်။နောက်ရက်တွေမှာလည်းပြည်သက်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇတ်လန်းလေးတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်ပြည်သက်ကြီးတို့အားလုံးကစောင့်မျှော်အားပေးပြီးတော့နားဆင်ပေးပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။